တတိပေးအတန်မရှိပါငွေကြီးညက်အားတစ်စတူရီယန်လက်မှတ်ကိုပေါင်90နီးပါးအထိရှိသည်၎င်းသည်အစွတ်ကိုမကြေစေပါ၎င်းသည်တားကောင်ကိုအသက်ရှူချက်ချေမထစ်စေပါ၎င်းသည်နှလုံးမှာသွေးညစ်ထုတ်ခြင်းကိုရပ်တန့်စေသည်ဦးနောက်ကဘာဖြစ်နေမှမသိနိုင်ခင်မိချောင်းတေဆုံးသွားတယ်အထူးခြားဆုံးမှာ၎င်းသည်အားနည်းလို့တေဆုံးရခြင်းမဟုတ်ပါမမြင်နိုင်သောဖိအားစနစ်တစ်ခုအသွေးနေရာမှာရောက်နေသောကြောင့်တေဆုံးရခြင်းဖြစ်သည်ငိမ့်သက်နေသောမျက်နှာပြင်အောက်တွင်တေဆုံးခြင်းသည်လုံးဝတိတ်ဆိတ်စွာဖြစ်ပေါ်သည်ပြိုကျမှုများစွာကဲ့သို့ပင်နောက်ကျမှသာရှာဖွေတွေ့ရှိရသည်အမေဇုန်နှင့်အိုရီနိုကိုမြစ်ဝမ်းများကိုရှေးဟောင်းဘူမိဗေဒဖွဲ့စည်းပုံတစ်ခုကပိုင်းခြားထားသည်မိသည့်မိကမှမြင်သာစွာရေလမ်းကြောင်းမပြောင်းလဲပါ6ကမ်းပါးများမရှိပါသို့သော၎င်းသည်မျိုးစိတ်တစ်ခုကိုနှစ်ခုအဖြစ်ခွဲထုတ်ရန်လုံလောက်နေသည် Unitis murinus မြွေနှင့် Unitis archaea မြွေတို့သည်အတွင်အပြင်လုံးဝနီးပါးတူညီသည်အရွယ်အစားအပြုအမူအမဲလိုက်ပုံနီးဖြူဟာတို့တူညီကြတယ်သို့သော၎င်းတို့၏မျိုးရိုးဗီသားမှာ9.5ရာခိုင်နှုန်းကွာခြားသည်လူသားနှင့်ချင်ပန်စီမြောက်အကြားစင်ကဲဖြောင်းလဲမှုကွာဟချက်တဲ့ပင်ပိုကြီးမားသည်အမေဇုန်6တို့ရသည်သည်ကြမ်းကျွတ်မှုဖြင့်မတတ်မှတ်ပါအချိန်နှင့်တတ်မှတ်သည်ဇီဝဖြစ်စဉ်နှုံးသည်အနှိမ်ဆုံးအထိကျဆင်းသွားသည်အတင်းအကျຫນွေကာလာပူပြင်းခြင်းအခြေအနေတစ်ခုဖြစ်သည်ဤအခြေအနေတွင်ပင်အနှဲငယ်သောတားကောင်များက၎င်းကိုစိန်ခေါ်ရန်ဝင်လေကြသည်မိချောင်းမုတ်ဆိုးတကောင်ပင်အမေဇုန်မြစ်များ၏ဘရင်မကိုနှိုးဆော်လိုစိတ်မရှိပါမိုးရွာသွင်းပြန်လာတော့အခါအမင်းလိုက်ခြင်းပြန်လဲစတင်သည်ဘရော့ကက်တမင်အစွမ်းရံအတွက်ကီးပြည့်စုံသောအစာဖြစ်သည်နှင့်မာဂျူရီစုပေါင်းလာသောအစိတ်အတောင်များရေဒိန်သောကန်များတွင်ရှားပါသောဖွင့်စင်တစ်ခုဖြစ်ပေါ်သည်မျိုးပွားရန်အစုအဝေးတစ်ခုအန်နာကွန်နာမွေအသီး73ကောင်သည်အမတကောင်ကိုရစ်ပတ်ထားကြသည်ညီနိုင်မှုမရှိနီးဖြူဟာမရှိအဆက်မပြတ်ညုတ်ပိုင်းဆိုင်ရာထိတွေ့မှုသာရှိသည်ပြိုင်ဆိုင်မှုသည်ရတတပများအထိကြာမြင့်သည်အားနည်းသူများသည်ဆုတ်ခွာသွားကြသည်ပြင်ပန်းနွမ်းနယ်သူများသည်ပျောက်ကွယ်သွားကြသည်ဖီးဆုံးသောအခါတဦးတည်းသောပုဂ္ဂိုလ်က၎င်း၏ပန်းတိုင်ကိုအောင်မြင်သည်ထိုနောက်တွင်အမသည်ကြံရှိသောအထီးများကိုစားသုံးလိုက်သည်ဒါကရက်ဆက်မှုမဟုတ်အရင်းမြစ်ကိုအကောင်းဆုံးအသုံးချခြင်းဖြစ်သည်ထိုပရိုတင်းကတန်တေသားလောင်းများကိုအစာမစားဘဲ9နှစ်တာများရှင်သန်စေမည်ဖြစ်သည်လာမည့်မျိုးဆက်သစ်၏ရှင်သန်မှုသည်လက်ရှိမျိုးဆက်၏လုံးလုံးလောက်လောက်စားသုံးမှုကိုပေါ်တွင်မူတည်သည်ဇီဝဗေဒတွင်၎င်းကိုရှင်သန်မှုနီးဗျူဟာတို့ခေါ်သည်ကိုကျင်မတက်မရှိစိတ်ခံစားမှုမရှိအကောင်30ပေါက်ဖွာလာသည်အရင်2.3လက်မှက2.4လက်မှအထိရှိသည်အကာအကွယ်မရှိလမ်းညွန်မှုမရှိ၎င်းတို့သည်ပီရန်ငါးများအားကောင်းသောရေစည်းများနှင့်အစိတ်အတောက်များဖြင့်ပုံဖော်ထားပြီးသားဂေတာအစစ်စတန်တစ်ခုအတွင်းတန်းဆင်းသွားကြသည်အခုအပြောင်းဆင်ဆိုတာမရှိပါဘဝသည်မမြင်အောင်ရှောင်ခြင်းဖြင့်စတင်သည်အသက်ရှည်ဆုံးရှင်သန်နိုင်သူများသည်အတန်ဆုံးသူများမဟုတ်ပုံပြက်ပြီးသားပတ်ဝန်းကျင်နှင့်လင်းမြန်စွာလိုက်နံညီခွေဖဲတော်သူများသာဖြစ်သည်ဒီလိုဗီဒီယိုတွေအမြဲတမ်းကြည့်ဖို့ channel လေးကို like subscribe လုပ်ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်